Namo tata bhagavato arahato tamma sambuddhassa Phaya Tapido Ti Tantara sa yue yane tai aung Gong Jesu Ji Ma Ja Gong Do Myat Swa Bhaya Shin Ko Ro Myat Ji Do Ye Aporl ၌Kaya KံWasi KံMano Kံသုံးပါးသောကံတို့ဖြင့်ပြစ်မှားမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းကျူးငါရိုသေမြတ်နိုးလက်ဆုံးမူ၍ရှေခိုးကြော့ပါ၏ရှင်ဖျားဖျားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောပစ္စေကဗုဒ္ဓရှင်ကိုယ်တော်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြစ်မှားမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းကျူးငါရိုသေမြတ်နိုးလက်ဆုံးမူ၍ရှေခိုးကြော့ပါ၏ရှင်ဖျားဖျားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအဂ္ဂတာဝကမဟာတာဝကယဟန္တာရှင်သူမြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြစ်မှားမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းကျူးငါရိုသေမြတ်နိုးလက်ဆုံးမူ၍ရှေခိုးကြော့ပါ၏ရှင်ဖျားဖျားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောယဟန္တာရှင်သူမြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြစ်မှားမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းကျူးငါရိုသေမြတ်နိုးလက်ဆုံးမူ၍ရှေခိုးကြော့ပါ၏ရှင်ဖျားဖျားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြစ်မှားမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းကျူးငါရိုသေမြတ်နိုးလက်ဆုံးမူ၍ရှေခိုးကြော့ပါ၏ရှင်ဖျားဖျားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြစ်မှားမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းကျူးငါရိုသေမြတ်နိုးလက်ဆုံးမူ၍ရှေခိုးကြော့ပါ၏ရှင်ဖျားဖျားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောသင်ဆရာမြင်ဆရာကြားဆရာတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြစ်မှားမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းကျူးငါရိုသေမြတ်နိုးလက်ဆုံးမူ၍ရှေခိုးကြော့ပါ၏ရှင်ဖျားဖျားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်အတ္တတိခါဂုံဝါအဖြစ်ကြီးကုန်သောပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြစ်မှားမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းကျူးငါရိုသေမြတ်နိုးလက်ဆုံးမူ၍ရှေခိုးကြော့ပါ၏ရှင်ဖျားဖျားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောကြားပြသဆိုဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြစ်မှားမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းကျူးငါရိုသေမြတ်နိုးလက်ဆုံးမူ၍ရှေခိုးကြော့ပါ၏ရှင်ဖျားဖျားတပည့်တော်သည်တ
တန်တရာမစ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောထမင်းတလုံးရေတမုတ်စသဖြင့်ပေးကမ်းချီးမြှင့်ထောက်ပံ့မှုသောကျေးဇူးရှင်တို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြမမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပျောက်ပါစေခြင်းကျိုးငါရိုသေမြတ်နိုးမညွတ်ကျိုးလိုရှေခိုးကြော့လိုက်ပါ၏မြတ်စွာဘုရား